如果呢，它略喏，grammar 如果什么什么的话，那 subject 就，如果也对啊，就呗吧，喏，如果ဆိုတာကနောက်မှာသူက一个假设ပေါ့နော်စိတ်ကူးယဉ်မှုတစ်ခုပဲပေါ့နော်တကယ်လို့ဖြစ်ခဲ့ရင်ဆိုတဲ့ဟာကျုပ်အနောက်မှာတော့ဒီလိုအခြေအနေစိတ်ကူးယဉ်တဲ့အခြေအနေအနောက်မှာအောက်မှာဖြစ်လာမဲ့နော်结果 result နော်ရလဒ်ကိုပြတာသတိထားရမှာက第二个分句的主要所以主语要放在就的前边ဒုတိယနော် clause ထဲက subject ကိုဘယ်မှာထားရမှာလဲကျုပ်ရဲ့အရှိမထားရမယ်နော်ဟုတ်ပြီဖတ်ကြည့်အောင်如果你太累了如果你太累了，就休息一下吧。一会儿休要息以画ဟုတ်ပြီတ画ကယ်လို့နေရန်ပင်ပန်းနေရင်တွေ့လားနော်ရင်ပေါ့နော်နေရန်ပင်ပန်းနေရင်ခဏလောက်နားလိုက်转拿来，နော်ဒီမှာတော့ subject အထွေအထူးမပါအောင်ဘာလို့လဲหนีပဲလေနော်နင်ပင်ပန်းရင်နင်နာဆိုတော့နှစ်ခုလုံးကหนีပဲsubject မတူတာဖြစ်နိုင်တယ်နော်မတူရင်တော့ဒီမှာထည့်ပေးရမှာပေါ့အရှိမနော်ကျုပ်အရှိမဒီမှာမတူတော့ဘူးဟုတ်လားหนีနဲ့ဘယ်လိုဖြစ်သွားလဲ我我နော်ဖတ်ကြည့်အောင်如果如果你喜欢，我就给你买。တကယ်လို့နင်ကြရင်那我也没买。ငါဝယ်ပေးမယ်ငါနဲ့ဝယ်ပေးမယ်ဟုတ်ပြီ如果如果有钱的话，我就去旅游。တကယ်လို့တကယ်လို့ပတ်စံရှိရင်ပတ်စံရှိရင်ငါငါခရီးသွားပြီဟုတ်ပြီအဲ့တော့ဒီမှာ subject တူလားအဲမတူမတူဘူးတူတယ်တူတယ်လေမတူဘူးဘာလဲမတူဆိုမတူလဲပြောမတူဘူး ဟုတ်ပြီမတူဆိုမတူနဲ့မတူလဲအဲတူတယ်တူတယ်နော်ဟဲ့မတော်ဝဲမှုအောင်有钱ပတ်စံရှိမှာလေဘာတူလဲဝေါ်ပဲလေဟုတ်လားနော်ခရီးသွားမှာဘာတူလဲဝေါ်ပဲဟုတ်ပြီနော်လောရှိပြချင်တာကကျုပ်အရှိမစပက်တစ်ခုပါနိုင်နော်မတူတာမဟုတ်ဘူးနော်ပြောချင်တာကအခြေအနေကိုခွဲခြားကြည့်ရမယ်ကိုယ့်ဟာကိုပတ်စံရှိမှကိုသွားရမှာလေနော်သူများစီကပတ်စံချီးသွားရင်တော့မသိဘူးပေါ့နော်လောလောဆယ်ကတော့သူ့ကိုယ်သူပြောချင်တာငါတကယ်လို့ပတ်စံရှိရင်ငါခရီးသွားပြီဒါကနော်ဒါတော့ခဲ့ဟာ如果不舒服如果不舒服就去醫院檢查一下吧ဒါလည်းဆက်ပြတ်တူတကယ်တယ်နော်လို့တော့อืมတကယ်လို့အာနေလို့မကောင်းရင်တကယ်လို့နေလို့မကောင်းရင်ဆေးရုံသွားပြီးတော့စစ်ဆေးကြည့်လိုက်စစ်ဆေးလိုက်ဆိုတော့နေမကောင်းတာကလည်းအဲ့ဒီလူပဲနော်ဆေးရုံသွားပြီးတော့စစ်ဆေးရမှာကလည်းသူပဲဟုတ်ပြီနော်โอเคဒါလေးပဲဒါလည်းပဲဒါဆို如果ခဏခဏတွေ့ပါလေမေဒါလေးလုပ်ကြည့်အောင်如果明天如果明天下雨的话呃我就我嗯就我就不能去工作了。我就不能去工作了后边如果考试如果考试是的很好的是的话，我俩考的考试考得很好的话，嗯诶，很好的话，မျိုးပဲဖြေနိုင်ရင်ဘာဖြစ်မှာလဲ咱们平南人，咱们平南人都好了。就好了就好了မရအောင်သူက result ထည့်ရမှာလေရလဒ်တစ်ခုထည့်ရမှာတကယ်လို့စာမေးပွဲအောင်ရင်ဘာဖြစ်မလဲဆိုတဲ့ဟာပေါ့如果考试很好的话很好的话logic သိမ့်မကိုင်ဘူးเนาะဥပမာ三位奥运，မေကဘာဝယ်ပေးမယ်ပေါ့ဟုတ်ပါစာမေးပွဲကောင်းကောင်းဖြေနိုင်ရင်အမေကကျွန်တော်ကိုဥပမာဖုန်းဝယ်ပေးမယ်ပေါ့အင်ဂျီဝယ်ပေးမယ်ပေါ့ဒါတစ်ဖြင့်妈妈မမကျို့妈妈就
妈妈就ဝယ်ပေးမယ်ကျွန်တော်ကိုဝယ်ပေးမယ်အဲ့ဘယ်လိုပြောရမလဲမမကျို့真的我也没，ကျွန်တော်ဝယ်ပေးမယ်嗯အပေါ်ကြည့်မယ်လောက်တတ်ရင်အဲ့ဒါလောက်ကိုလောက်တတ်ရမယ်နော်อืมမမကျို့妈妈就给我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 买给我买衣服，衣服对给我买လေ给你买လေပုံသေးပဲမှတ်ထားမယ်နော် A 给我买နော် 啊 A 给 B 买ပါလေ A က B ကိုဝယ်ပေးတာအဲ့နောက်မှာကြိုက်တာအစားထိုး我给你买ငါနဲ့ဝယ်ပေးမယ်他给我买သူငါ့ကိုဝယ်ပေးတယ်ဟုတ်လားနော်အဲ့ဒါမမ就给我买衣服ဟုတ်ပြီနောက်တစ်ခု第三ကွက်လက်我就跟朋我友我就跟朋友去嗯踢足球，踢足球哎，如果明天哎明天嗯太太阴အဲ့လိုမသုံးနဲ့天气好ဆိုရပြီလေရှုပ်ထွေးတွေမစင်啊တာနော်天气，对明天ရဲသူလူကောင်းနေ如果ဟုတ်တယ်နော်明天天气好的话，对，如果明天天气好的话，或者如果明天不我下雨的话，哎，就等你某某原因，好了，啊我就跟朋友去踢足踢球。足球ဟုတ်ပြီအဲ့တော့ okay ဆိုတော့ခဏလေးနားလိုက်မယ်နော်ဆိုတော့နောက်တစ်ချိန်ရှိသေးလို့ဆိုတော့နောက်ကျလို့ပဲနည်းနည်း好စင်ပြေတဲ့တစ်ရက်မှာအဲ့လိုလေးနည်းနည်းထပ်ပြီးတော့ပြန်ခေါ်ပေးမယ်နော်မနှက်ဖြန်လဲ好လေမနှက်ဖြန်ကခဏလောက်ကြည့်လိုက်မယ်ဟောမနှက်ဖြန်ကိုဟိုကနည်းနည်းပိုတင်ပေးလိုက်မယ်နော်လောက်ကျပုံမှန်ခုရှစ်ကိုမှလောက်ရှိဟိုကရှစ်ခွဲလောက်ထိဖြစ်ဖြစ်တင်လိုက်မယ်ရှစ်ကိုလောက်ရှိအားနေလို့နော်好好ဟုတ်ပြီအဲ့တော့မနေ့ပြန်มาလို့ရှိရင်ဟိုမနေ့ကဟိုတစ်ဘက်ကပေးထားတဲ့အိမ်စာလေနော်အဲ့ဒါလေးကိုလောက်ရှိပြမယ်ပြောပြမယ်ဟုတ်ပြီနော်ပြီးလောက်ရှိကျန်တာကိုဆက်ပြီးတင်ပေးမယ်ဟုတ်အဲ့တော့好ဒါမျိုးမလဲ没有了，老师，那明天见哦再见哦拜拜晚安再见，老师。好对复杂的状态补语လောက်ရှိကြည့်မယ်ဘူးရီအမျိုးအစားအများကြီးရှင်နော်ဘူးရီဆိုတာက compliments သူကြောင့်ထက်ရက်တည်တာမဟုတ်ဘူးအရှိအကောင်ကိုဖြည့်ဆွတ်ပေးတာနော်ဥပမာအရင်တော့လည်းဆိုတီးခဲ့မယ်ကြောက်တော့ဆိုတဲ့ဟာမျိုးလေကြောက်ဆိုရင်ဘာဖြစ်တာလဲရှာတာနော်တွေ့တာလို့မပါသေးဘူးဘာဖြစ်လဲတောက်ဆိုတဲ့ဘူးရီကိုထဲမှာဘာဖြစ်တာလဲရှာတွေ့တာဟုတ်တယ်နော်အဲ့လိုမျိုးသူကရလက်ကိုပြတာပေါ့ဒီမှာကတော့လာရှို့ဘာကိုပြမှာလဲဆိုရင်状态အခြေအနေကိုပြမယ်နော်ပြီးတော့ 复杂เนาะသူကရိုးရှင်းတဲ့ဟာမဟုတ် complex နည်းနည်းလေးရှုပ်ထွေးတဲ့ဟာမျိုးအဲ့တော့ဟိုနေ့ကတင်လိုက်တဲ့ဥစ္စာဘာလဲ高兴的ဟလာ一晚上都没睡着了အဲ့လိုပုံစံမျိုးလေပျော်တာကဘယ်လိုလဲတညလုံးအိပ်လို့မရဘူးပျော်နေတဲ့အခြေအနေကဘယ်လိုလဲဆိုရင်တညလုံးအိပ်လို့မရတဲ့အခြေအနေနော်အဲ့လိုပုံစံမျိုးအခြေအနေကိုပြပေးတာပေါ့အဲ့တော့လည်းအဓိက the ကိုသုံးပါနော်ဒီ the ကရေးကြည့်တယ်အဲ့တော့တရုတ်စာမှာတဲ့ the ဆိုတဲ့စကားလုံးကိုပေါ့နော်သုံးပြီးတော့မှလာ说构成状态补语လုပ်လို့ရတယ်描写某种状态အခြေအနေတစ်ခုခုကိုဖော်ပြပါတယ်တဲ့的前的ရဲ့အရှိမ一般是အများအားဖြင့်ဘာတွေဖြစ်ရမလဲ形容词或者动词နော် adjective သို့မဟုတ် verb ဖြစ်လိမ့်မယ်的后的ရဲ့အနောက်မှာ一般是动词词组နော် verb phrase တွေ verb နဲ့တိဆောက်ထားတဲ့နော်အဲ့လိုမျိုး phrase စကားစာစုလေးပေါ့ဒီမှာလည်းရှိုးနဲ့တွေ့လိုက်တယ်ဘာဖြစ်တာလဲ高兴的一个晚上都没睡着是吧高兴啊ဗာလဲ形容词နော်ဝမ်းသာတော့ပျော်ရွှင်တော့ပျော်တာကဘယ်လိုမျိုးဖြစ်နေလဲတညလုံးအဲ့လိုမ哎，ပြောဘူး对အဲ့ဒါ verb phrase နော်一个晚上都没睡着တညလုံးအိမ်မပျော်ဘူးဒီလိုပုံစံလေးအဲ့တော့လာရှိုးဘာဖြစ်တာကနော်ဘလို့တောင်ဖြစ်နေတယ်ဘလို့အခြေအနေဖြစ်နေတယ်ဆိုတဲ့ဟာမျိုးလေးကိုသုံးပေးမှာပေါ့နော်အဲ့လိုပုံစံနဲ့အဲ့တော့နမူနာတွေကိုကြည့်ကြည့်အောင်孩子们玩的孩子们玩的不想回家，ကလေးတွေက哎，ကလေးတွေကဆော့ကစားလို့အိမ်တော်မပြန်ချင်ဘူးကစားတာအိမ်တော်မပြန်ချင်ဘူးတဲ့အိမ်မပြန်ချင်ပြန်ချင်ဘူးတဲ့ဟုတ်ပြီနောက်တိတိ弟弟
高兴的高兴的跳了起来。嗯你俩表露表达呃ဘာဖြစ်လဲထခုန်表တယ်达နော်踏孔တွေ့နော်ပြောတာထခုန်တယ်ထထောင်ခုန်တယ်အဲ့ဒါပေါ့မျိုးပေါ့နော်ပျော်တဲ့အခြေအနေကဘယ်လိုလဲထခုန်တဲ့အနေထားဖြစ်နေတယ်ပေါ့နော်ပျော်တဲ့အဆင့်ကနောက်တစ်ခု儿子儿子累的累得下了班就睡觉了。သားကပင်ပန်းတာပြင်ပန်းတာအလုပ်ဆင်းတာနဲ့တခါလေအိအိပ်ပျော်တ်သွားတာသွားတယ်对နော်ပအိတ်င်ပန်းတာအလုံးစင်းတာနဲ့အိပ်ပျော်သွားတယ်တဲ့ပင်ပန်းတဲ့အခြေအနေကနော်အဲ့လောက်တောင်ဖြစ်နေတယ်အလုံးစင်းတာနဲ့အိပ်ပျော်သွားတဲ့အနေထားနောက်တစ်ခု他个后台哈，人们忙的，人们忙得没时间跟别人见面，见面。လူတွေအလုပ်များတာအလုပ်များတာအဲတခြားလူတွေနဲ့တွေ့ဖို့တော့အချိန်မရှိဘူး对နော်ထားတွင်တွေ့ဖို့လားအချိန်မရှိထားလိုက်ရမယ်နော်အဓိကက verb သို့မဟုတ် adjective ပြီးရင်the နောက်က verb phrase နော် verb နဲ့ဒီဆောက်ထားတဲ့စာစုတစ်ခုဖြစ်လိမ့်မယ်不想回家အိမ်မပြန်ခြင်းဘူးနောက်ဒါဆိုရင်နောက်说跳了起来对လားနော်下了班就睡觉了没时间跟别人见面说了说打了一个撇记啊我牙疼的我牙疼的我牙疼的呃不能吃饭。不能吃饭，我牙疼的不能吃饭。OK，牙疼的不能吃饭，不想吃饭都可以后边。第二，今天天气今天天气今天天气呃热的一一天天气热的哎一个晚上都嗯，一个晚上都睡不着。睡不着。今天天气热的，我一个晚上都睡不着。今天天气热的，我一个晚上都睡不着，也可以吧？亚了一表过呢。好热的。好，下一个看了这个电影，看了这个电影，他笑的，哎，眼泪流，嗯，眼泪眼泪都眼泪眼泪的眼泪都咩嘢都，把别眼泪都流出。流出来。流出来，能流出来了。那他笑的眼泪都流出来了，那မျက်ရည်တောင်ထွက်လာတယ်对 OK ရမယ်နော်နောက်တစ်ခုသွားမယ်单音节形容词重叠แล้วဆိုအတန်တစ်ခုတည်းရှိတယ်ဒါလွယ်နော်အတန်တစ်ခုတည်းရှိတဲ့ adjective တွေကိုထပ်မယ်အဲ့တော့တိကျစာမှာဟဲ့中单音节形容词အတန်တစ်ခုတည်းရှိတဲ့ adjective တွေကို重叠ထပ်ခြင်းအပြင်表示ဖော်ပြပေးတဲ့程度深 degree ကနော် deep ဖြစ်တယ် net တယ်အဲ့ဒါဘယ်လိုလဲဆိုတော့ဥမာသူ့ရဲ့ပုံစံအေးအေး的ဆိုတဲ့ပုံစံမျိုးမနေ့ကသူ့သမီးလေးကဗာလဲ白白的胖胖的ဟုတ်လားနော်သပင်ရဆိုရင်လည်းဗာလဲ头发黑黑的အဲ့လိုလေးနော်သူကအဲ့ဒီအခြေအနေတစ်ခုကဟိုနည်းနည်းလေးပို့ပြီးတော့မှပေါ့နော် deep ဖြစ်တယ်အပေါ်ရန်လေးမဟုတ်နည်းနည်းလေးထူးထူးရှင်တာပေါ့ဥမာအသားဖြူဖြူလေးဟုတ်လားအသားဖြူတာပေါ့နော်ဖြူဖြူလေးတော်တော်လေးဖြူတာပေါ့နော်သပင်နက်နက်လေးနော်နှလုံးဝိုင်းဝိုင်းလေးစသဖြင့်အဲ့လိုမျိုးသူ့ရဲ့အခြေအနေလေးကိုပေါ့နော်ပို့ပြီးလေးနက်စေချင်တာအဲ့ချိန်မှာလို့ထပ်ပြီးတော့တုံးတယ်常用来描述တယ်များအဖြစ်နော်သုံးပြီးတော့သူ့ကိုဖော်ပြတယ်人或者事物的လူသားမမို့အရာတွေရဲ့特征ထူးခြားချက်တစ်ခုပေါ့နော်ဒါကိုပြပေးတယ်ဖတ်ကြည့်အောင်你送的花你送的花红红的，红红的我很红红的，我嗯很喜欢。嗯你不是班呃，你不的班班，你不的班က对然后 sorry သူက主语เนาะဆက်ချက်ကြီးအနောက်မှာဘာဖြစ်လဲ红红的您不是班က
နီနီလေးနဲ့ဟုတ်တယ်နီနီလေးနဲ့နီနီလေးပါနီနီလေးငါအရန်ကြိုက်တယ်是吧红เนาะ红က adjective ရတယ်เนาะညီတော်ဆိုတဲ့အဓိပ္ပာယ်သူက色红色ဆိုမှ noun ပေါ့เนาะအနီရောင်အဲ့လိုဖြစ်တာเนาะ很红ဆိုရင်ဒါသူက adjective ပဲအရန်ညီတယ်ပေါ့เนาะအဲ့လိုအဓိပ္ပာယ်နောက်တစ်ခု这些草这些草绿绿的，绿绿的真漂亮。真漂亮呃，地呃地面တွေကဆင်းဆင်းလေးနဲ့嗯တကယ်လာတယ်给辣嘞它它鼻子小小的，长得像水。သူ့နှာခေါင်းကတိတိလေးနဲ့ပုံစံကဘယ်သူနဲ့တူလဲ对，然后他肚子高的对哩嘞，长得像谁？不是那တူ嘞嘛？长啊နော်မင်းခံတည်ရဆိုထွေထူးပြောတော့ဘူးเนาะ长ကလူကြောရုပ်ရည်သွင်းပြင်ကိုပြောဖို့သုံးတယ်เนาะ长得高เนาะ长得矮长得帅เนาะအဲ့လိုမျိုးသုံးတယ်长得像เนาะ不啦不啦对နောက်တစ်ခု你女儿你女儿，你女儿长得白白的，胖胖的，真可爱。嗯နဲ့သမီးပုံစံကဖြူဖြူလေးနဲ့ဝဝလေးတကယ်ကိုချစ်ဖို့ကောင်းတယ်ဟုတ်ပြီကဲအဲ့ဒါတစ်ခုเนาะဆိုတော့ဒါလေးရပါတယ်လွယ်လွယ်လေးပဲ红红的เนาะနှစ်တန်နေပြောတဲ့အခါမှာဒါလေးသတိထား红红的白白的เนาะ绿绿的他说了说撇讲她的男朋你友她的男朋友，她的男朋友，她的男朋友个子嗯高高的，个子高高的下一个他的女朋友他的女朋友头发黑黑的。嗯下一个这个蛋糕蛋糕不是甜蛋糕蛋糕蛋糕，这嗯个蛋糕甜甜的，甜甜甜的，甜的对甜甜的真甜甜的，好吃真好吃。后边講嚟啦，我明顯啲啊，撇啊都得啦，後邊。